ဒီနေ့ကျွန်တော် Emporio Harmony ကထွက်တဲ့ Stronger With You ရီမွေးတွေရှိရပေါ့နော်ဒီ Stronger With You ရီမွေးတွေကနောက်ပိုင်းလူကြိုက်များလာတယ်လူသုံးများလာတယ်အဲ့ဒီပုံမှာဒီ Stronger With You ရီမွေးတွေရဲ့ဘယ်ရီမွေးကဘယ်သူကိုယ်တွက်ဖြစ်မလဲဆိုတော့ Stronger With You ဘိုင်း guide လေးတစ်ခုကျွန်တော်လုပ်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာခင်ဗျာ Perfume ဒီကနေ့ကျွန်တော်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တတ်ပါမှာကျွန်တော်စီမှာ Stronger With You intensely absolutely amber parfum နဲ့ Stronger With You ရဲ့ tobacco ဒီ၅မျိုးရှိရပေါ့နော်ဆိုတော့ဒီ၅မျိုးမှာဘယ်ဟာကကိုယ်အတွက်ဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ဒီနေ့အဓိကထားပြောပြပေးသွားမယ်ဒီဟိုပါပေါ့ buying guide လေးကျွန်တော်မပြောပြခင်မှာ Stronger With You tobacco အကြောင်းလေးကျွန်တော်နည်းနည်းလေးအရင်ဆုံးပြောပြပေးသွားမယ်ဒီ Stronger With You ဒီ tobacco อ่ะပေါ့နော်စဖြည်းဖြည်းချင်းမှာတော်တော်ကြီးကို spicy ဖြစ်တယ် spicy တော်တော်ဖြစ်တာကဘယ်လောက်ထိ spicy ဖြစ်လဲဆိုကျွန်တော်ရဲ့အတွေ့အထဲမှာကျွန်တော်အရင် spicy ဖြစ်တယ်လို့ကျွန်တော်အနေနဲ့ personally သတ်မှတ်ထားတယ် PDM ရဲ့ Habdan လို့နောက် La Liga Ombre Noir တို့ Ombre Noir ဆိုတာတစ်မျိုးရှိတယ်တော်တော်ကြီး spicy ဖြစ်တယ်ဗျအဲ့လိုရင်မွေးတွေကို remind လုပ်စီလောက်တဲ့ဒီရဲ့ Stronger With You tobacco ကတော်တော်လေးကို spicy ဖြစ်တယ် masculine ဖြစ်တယ်လုံးဝကို Middle East ပေါ့နော် Middle East twist လို့လုံးဝပြောရမှာပေါ့ဒါပေမဲ့လို့နည်းနည်းလေးဆွတ်ထားတာကြာလို့ dry down ရောက်သွားရင် dry down ရောက်သွားတဲ့ခါကျလို့ရှိရင်ကျတော့ဒီ tobacco အနက်ဖြည်းဖြည်းလေး spicy ဖြစ်ဖြစ်လေးအဲ့ဒါဖြည်းဖြည်းချင်းငြိမ်သွားပြီးတော့ကျွန်တော်တို့ဒီ Stronger With You absolutely ရဲ့5ကို30 to 35% ပေါ့နော်30-35%လောက်နဲ့ dry down လေးမှာပြန်ပြီးပိတ်ထားတဲ့သဘောမျိုးဆိုတော့ Stronger With You buying guide လေးစလိုက်အောင် Okay အားလုံးရင်းနှီးပြီးသားဖြစ်တယ်တော်တော်များများစမ်းပူးပြီးသားလည်းဖြစ်လိမ့်မယ် Stronger With You intensely ကနေပြီးတော့အရင်ဆုံးကျွန်တော်စပြောပြမယ်ပေါ့နော် Stronger With You intensely ကသူ့ရဲ့ဒီ Stronger With You DNA ထဲမှာတော်တော်ချိုတယ်နည်းနည်းလေးဤတယ်ချိုတယ် active ဖြစ်တယ်လူငယ်လည်းတော်တော်ဆန်တယ်ခင်ဗျဆိုတော့လူငယ်ဆန် dating ဆန်ပုံစံမျိုး active ဖြစ်တာမျိုးကြိုက်တယ်ဆိုရင် Stronger With You intensely လေးရွေးတင်တယ်နောက်တစ်ခုကတော့ Stronger With You absolutely ပေါ့နော် Stronger With You absolutely ကသူကဒီ DNA ကိုမှာ Stronger With You DNA ကိုမှာပို့ပြီးတော့ဟို nutty ဖြစ်တယ် chest နဲ့အနှံ့အနေနဲ့ boozy ဖြစ်တယ်ဒီ DNA ထဲမှာဟိုငြိမ်တယ်ပေါ့နော် masculine လည်းဖြစ်တယ်ငြိမ်တယ်တော်တော်ဟိုဒီဟာက intensely ကလူငယ်ဆန်တဲ့ dating sense ဆိုရင်ဒီဟာနည်းနည်းလေး mature ဖြစ်တဲ့ dating sense ပုံစံ evening sense ပုံစံမျိုးလေးတွားလိမ့်မယ်နည်းနည်းလေး BJ ဆန်တယ်ပေါ့ဗျာနောက်တစ်ခုကတော့ Stronger With You amber ပေါ့နော် Stronger With You amber လူပြောတော်တော်နည်းရတယ်ပါတယ်ဒီ Stronger With You amber က well rounded တော်တော်လေးဖြစ်တယ်ဒီသူ့ရဲ့ line ထဲမှာပေါ့နော် unisex သုံးလို့အဆင်ပြေတယ်အမျိုးသမီးပါသုံးလို့ရတယ်လောက်ထိသူ့ရဲ့ DNA ကလုံးဝ unisex ဖြစ်တယ်သုံးရတာတော်တော်လေးကိုငြိမ်တယ်ပေါ့နော်အနည်းငြိမ်တယ်ဟောပြီးတော့နာမည်နဲ့လိုက်အောင်ဒီထဲမှာပါတဲ့ amber ကလည်းကိုပေးရတဲ့ price tag ထက်ကိုတော်တော်လေးကိုတန်တယ်လို့ပြောလို့ရတယ်ပေါ့နော်ကိုပေးရတာထက်ကိုပေးရတဲ့ဈေးထက်ကိုပိုပြီးကောင်းတဲ့ amber အနက်ကဒီထဲမှာပါတယ်ပြီးတော့ Middle East twist လေး10 to 50% လောက်ခံစားရတယ်ပေါ့နော်ဆိုတော့ Stronger With You ထဲမှာပါ unisex links ဖြစ်တဲ့ဥစ္စာဆိုလို့ရှိရင် Stronger With You amber ရှိမယ် Stronger With You ရဲ့ parfum ပေါ့နော်ဒီ Stronger With You စီးထဲမှာ parfum နဲ့ထွက်တာမကြသေးဘူးနော် parfum ကကျတော့သူ့ရဲ့ DNA မှာပိုပြီးငြိမ်တယ်ပိုပြီး well rounded ဖြစ်တယ်အနံ့က masculine ဖြစ်တာမှာရင်းကျက်တဲ့တော်တော်ရင်းကျက်တဲ့ဘက်ကိုသွားတယ်တော်တော်ရင်းကျက်တဲ့ဘက်ကိုသွားတယ်ဆိုတဲ့ပုံမှာလည်းဘယ်လိုလဲဆိုတော့တကယ် old vibe ပေါ့နော်ကျွန်တော်ဟိုဒီခစ်ဒီ Stronger With You တဲ့ဒီခစ်ရေမွေးပုံစံမျိုးပြောတာနည်းနည်းလေးခစ်ဟောင်းဘက်ကိုပိုပြန်ပြီးတော့ဦးတည်ရဆိုတဲ့ပုံစံဒါကျွန်တော်ခံစားရတာကိုပြောပြတာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးသွားတယ်lavender prominent ဖြစ်တယ်ဟို fugel ဆိုတဲ့ feeling လေးကိုဒီထဲမှာခံစားရတယ်တော်တော်လေး well rounded ဖြစ်တယ်စွတ်လို့လည်းအရမ်းလွယ်တယ် intensely absolutely ထပ်စားလို့ရှိရင် parfum ကစွတ်ရတာအလွယ်ဆုံးပဲကျွန်တော်အမြင်ပေါ့နော်နောက်ဆုံးတစ်ခုကတော့တော်တော်လေး high ဖြစ်တယ်အခုနကလည်းကျွန်တော်အနံ့ကိုပြောပြပြီးဒါဖြစ်တယ် Stronger With You tobacco ဒီ Stronger With You tobacco က
အပူထဲမှာ oriental fragrance တွေကိုနှာခေါင်းယင်နေပြီးသားလူတွေနဲ့ဆိုပို့ပြီးစင်ပြေလိမ့်မယ်လူကြီးဆန်တယ် masculine ဖြစ်တယ်ဟို tobacco အနံ့ကလည်းကျွန်တော်အမြင်အပြောရရှင်ဟိုမကြဒီမကြပုံစံမျိုးလေးတွားတယ်ပေါ့နော်ကောင်းလားဆိုတော့ကောင်းပါတယ်သူကလည်းသူတော့မိုက်တယ်အရင်ဆုံးတော့စမ်းကြည့်တင်တယ်ဗျရှားတယ်ဆိုပြီးတော့တမ်းပြီးအလုံးလိုက်တခါတည်းချားတင်တဲ့တဲမှာမပါဘူးပေါ့နော်ဆိုတော့အရင်ဆုံးစမ်းကြည့်ပါကြိုက်တယ်ဆိုမှဘယ်လိုဆိုပေါ့နော်ဒါကကိုယ့်သဘောပဲ okay ဆိုတော့ကျွန်တော်ဒီလောက်ပြောပြရတယ်ဆိုလို့ရှိရင် best stronger way ယူရှိမှုရကိုယ့်ရဲ့ type နဲ့ကိုတုံးမဲ့ occasion ပေါ်မူတည်ပြီးတော့ရွေးချယ်လို့ရပြီလို့ကျွန်တော်အနေနဲ့မျှော်လင့်နေပေါ့နော်ကျွန်တော်ရှိမှာဒီကန်အမျိုးအစားပေါင်း300ကျော်လောက်ဒီကန်ရွေးချယ်ပြီးဝယ်လို့ရပါတယ်30 ml ကျွန်တော်လာတိုင်းပေါ့နော်ဆေးလုပ်တယ်30 ml post ကိုလည်းကျွန်တော် post မှာပင် post လေးထောက်ထားပေးပါတယ်ဆိုတော့30 ml share ဈေးတွေနဲ့ရမှာပေါ့ဗျာတုံးတဲ့တိုင်တိုင်းကျွန်တော်ရှိမှာဒီနေ့ထိရေုံကြီးအားပေးနေတဲ့ customer များအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာတွေ့ကြတယ်